ကျွန်တော်အခုပြောမယ့်အချက်တွေကိုမသိသေးဘဲနဲ့ Facebook မှာငွေရှာဖို့မကြိုးစားပါနဲ့အဆင်ပြေမှာမဟုတ်ပါဘူးအဲ့တော့ကိုက Facebook မှာဝင်ငွေရှာဖို့ကြိုးစားနေတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုကြည့်ပါကျွန်တော်အားလုံးကိုအသေးစိတ်ရှင်းပြပေးပါမယ်ဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးရှိတယ်ဆိုရင်ဗီဒီယိုလေးကိုတစ်ချက် share သွားပေးပါဦးဗျပထမဆုံးကျွန်တော်တို့သိရမယ့်အချက်က monetization setup ဒီနေရာကိုရောက်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ professional dashboard ထဲက monetization ဆိုတဲ့ထဲကိုဝင်ရပါမယ်အဲ့ဒီထဲကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ page သို့မဟုတ်ကျွန်တော်တို့ရဲ့ account မှာချိတ်လို့ရနေမယ် monetization tools တွေပေါ်နေပါလိမ့်မယ်ဒီမှာဆိုရင် available to set up ဆိုပြီးတော့ star ရဲ့ subscription ရပေါ်နေတယ်ဒီဗီဒီယိုမှာကျွန်တော် payout ချိတ်မယ်ဆိုလို့ရှိရင်ဘယ်အချက်လက်တွေဖြစ်ရတယ်ဘာတွေလိုအပ်တယ်ဆိုတာကိုပါကျွန်တော်အသေးစိတ်ရှင်းပြပေးပါမယ်အဲ့ဒီ payout ကိစ္စတွေမလာခင်ကျွန်တော်တို့ Facebook ကနေပြီးပတ်စံရှာဖို့အတွက်ဘယ်လိုမျိုး monetization tools တွေရှိတယ်ဆိုတော့ကျွန်တော်အရင်ဆုံးပြောပြပေးပါမယ် monetization နဲ့ပတ်စံရှာဖို့ tools ကဘာတွေရှိမလဲဆိုတော့ star ရှိမယ် subscription ရှိမယ်ပြီးပြီဆိုလို့ရှိရင် content monetization ကျွန်တော်အတူကောက် CM လို့ခေါ်တဲ့ tool ရှိမယ်ဆိုတော့ star အများစုရကြတာ star ပေါ့နော် star setup ပေါ့ね star ကဘာလို့အများစုရကြလဲဆိုတော့ star ကလွယ်တာ哦သူ့မှာလိုအပ်ချက်သိပ်ပြီးတော့အများကြီးမရှိဘူးလေအဲ့တော့တချို့က star ရပြီဆိုတော့ねအသေးအတန်ပေးရောက်ချိတ်ချင်တယ်ပေးရောက်ချိတ်ချင်တယ်ပေးရောက်ဘယ်လိုချိတ်ရမလဲပြီးတော့ကိုယ့်အကူမလုတ်တက်နဲ့ရှောက်လုတ်တယ်ဟာမရတော့ဘူးလားမသိဘူးစိတ်ဓာတ်တွေကြကုန်တယ်โอเคအဲ့ဒါလေးကျွန်တော်ပြောပြပါမယ် star ဆိုတာကသူများပေးမှရတာပါသဘောပေါက်လားမသိဘူးကို post ကိုသူများကြိုက်တယ်ရောက်သွားမင်းက star 50ပေးမယ်ဆိုပြီးတော့လာပေးမှရတာဖြစ်တဲ့ကြောင့် star နဲ့ပတ်စံရှာဖို့ chance ကကျွန်တော်တို့နိုင်ငံမှာအလွန်နည်းပါတယ်ကျွန်တော်မရဘူးလို့မပြောဘူးเนาะဟို celebrity တွေဟို streaming လုပ်တဲ့ streamer တွေသူတို့ကြည့်တဲ့လူတွေကပေးတာတွေတော့ရှိတယ်လေဒါပေမဲ့ star နဲ့ပတ်စံရှာဖို့အတွက်ကအင်မတန်ကို chance နည်းပါတယ်အဲ့တော့ star ရယုံနဲ့ကျွန်တော်တို့ဘာမှလုပ်လို့မရဘူးလို့ပြောလို့ရတယ်တော့ပေါ့လားမသိအဲ့တော့ star လေးရယုံနဲ့ကျွန်တော်တို့ပေးရောက်အကောင့်တွေကိုပတ်စံတွေပေးပြီးတော့စားပိတ်တွေအပ်တာမျိုးလုပ်เสียမလိုသေးပါဘူးထားလိုက်ပါကို့မှာချိတ်เสียမရှိရင်မချိတ်နဲ့ပြဿနာမရှိဘူးနော်နောက်တစ်ခု subscription ကလည်းအဲ့လိုပဲသူများပေးမှရတာပါသူကကျတော့ star နဲ့မတူတော့ဘာလဲဆိုတော့လစဉ်ပေါ့နော်ကိုယ့်ကို support လုပ်ချင်တဲ့လူရှိတယ်ဆိုရင်လုပ်လို့ရအောင်သူကပေးတာပေါ့နော်တစ်လောက်ကို$3ဖြင့်$3 $5ဖြင့်$5အဲ့ဒါလေးဖွင့်ထားတယ်ဆိုလို့ရှိရင်ကိုယ့်ကိုအားပေးချင်တဲ့လူရှိတယ်ဆိုလို့ရှိရင်ကိုယ့်ကိုပတ်စံပေးတာပေါ့ star နဲ့ပုံစံဆင့်ပါတယ်နော်ဒါပေမဲ့သူကတော့လစဉ်ပေးတဲ့ပုံစံပေါ့နော်subscription ကအဲ့လို subscription ကလည်းခုန star လိုပဲသူများပေးမှရတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီကနေရဖို့အတွက် chance တော်တော်လေးကိုနည်းပါတယ်နောက်တစ်ခုက content monetization content monetization ကဘာလဲဆိုတော့ကျွန်တော်တို့ Facebook မှာပုံတွေတင်တယ်စာတွေတင်တယ်ဗီဒီယိုတွေတင်တယ်အဲ့ဒါအပြင်တချို့လူတွေဆိုလို့ရှိရင် story ကနေပါပတ်စံရတယ် reach ကနေပတ်စံရတယ်အကုန်လုံးကိုပေါင်းပြီးတော့ content monetization လို့ခေါ်တယ်ဆိုတော့အဲ့ဒီဟာကမှသူများမပေးဘဲရတာပါသူများမပေးဘဲရတယ်ဆိုတာကသူများကကိုယ်ပတ်စံလာပေးစရာမလိုကိုဗီဒီယိုတွေကိုကြည့်ရုံနဲ့ကိုကပတ်စံရတာမျိုးဆိုလို့ချင်တာပါအဲ့တော့ကျွန်တော်တို့မှာတခြား tools တွေရှိသေးရဗျာ creator store front တို့ဘာလို့ဒါတွေကကျွန်တော်တို့ပတ်စံအများကြီးရမယ့်ဟာတွေမဟုတ်တော့ကျွန်တော်အသေးစိတ်မပြောတော့ဘူးเนาะအဲ့တော့အဓိကကတော့ Facebook ကသူများတွေပတ်စံရနေတယ်ဆိုတော့ content monetization ရမှာပတ်စံရတာပါအဲ့တော့ content monetization မရသေးဘူး setup မပေါ်သေးဘူးဆိုလို့ရှိရင်ရအောင်လုပ်ဖို့လိုတယ် okay ရအောင်လုပ်ဖို့ဘာတွေလိုတာလဲဘာတွေလုပ်ရမှာလဲနော်အဲ့ဒါလေးကျွန်တော်ပြောပြမယ်ဘာတွေလိုတာလဲဆိုရင် Facebook က content monetization ရဖို့ကို page မှာဘာတွေရှိရပါမယ်ဘယ်လောက်လိုပါတယ်ဆိုပြီးအတိအကျသတ်မှတ်မထားပါဘူးသူပေးခြင်းတဲ့လူကိုလာပေးတာပါအဲ့တော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ page သို့မဟုတ်ကိုငွေရှာဖို့စူးစမ်းနေတဲ့ကိုယ့်ရဲ့ account မှာကိုပိုင်နေတင်ပါပုံမှန်တင်ပါလူစိတ်ဝင်စားမဲ့အကြောင်းအရာတွေတင်ပါဒါဆိုလို့ရှိရင်ကိုယ့်ရဲ့account မှာသို့မဟုတ် page မှာပုံမှန်လဲတင်တယ်ကိုပိုင်နေလဲတင်တယ်လူစိတ်ဝင်စားတဲ့အကြောင်းအရာတွေလဲတင်တယ် engagement ကောင်းလာပြီ like တွေများလာပြီဆိုရင်လာပေးပါလိမ့်မယ်နော်အဲ့တော့ကျွန်တော်တို့ပေးရောက်ကိစ္စကိုဆက်သွားလိုက်ရအောင်ပေးရောက်ဆိုတာကကျွန်တော်တို့အခုဒီမှာပြထားသလိုမျိုး setup ပေါ်ပြီဆိုလို့ရှိရင်စချိတ်ရတာပါဆိုတော့ပေးရောက်ဆိုတာဘာလဲလို့နားလည်အောင်ကျွန်တော်တို့အရင်ဆုံးရှင်းပြပါမယ်ကျွန်တော်တို့လက်ရှိသုံးနေတာက Facebook ဆိုတဲ့ social platform ပါအဲ့ဒီကနေမှကျွန်တော်တို့ငွေရှာတယ် Facebook ကနေကျွန်တော်တို့ကိုအဲ့ဒီကျွန်တော်တို့ရှာတဲ့ငွေပေါ့ကျွန်တော်တို့ရတဲ့ဝင်ငွေကိုပေးဖို့အတွက်ဆိုရင်ကျွန်တော်တို့ရဲ့ဘဏ်အကောင့်ထဲကိုဟဲ့အောင်မင်းငါ့ကိုဘဏ်နံပါတ်ပေးရော့กว่าဆိုတန်းထည့်ပေးတာမျိုးမရှိဘူး။ဘာကြောင့်လဲဆိုတော့တို့ကကုမ္ပဏီကြီးတွေဖြစ်တဲ့အတွက်ကြောင့်တို့ရဲ့ဝင်ငွေထွက်ငွေကို record ရှိရတယ်ပြီးတော့အခွန်နေဆောင်ရတယ်။ဒီတော့ကျွန်တော်တို့ငွေဝင်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့က pay out ဆိုတဲ့ဂျားကန်အကောင့်တစ်ခုလိုတယ်။ဂျားကန်အကောင့်တစ်ခုပေါ့။အဲ့ဒီ pay out ကဘာတွေဖြစ်ရလဲဆိုတော့ကိုယ့်ရဲ့အချက်လက်တွေပဲဖြစ်ရတာ။ဆိုလိုတာက Facebook ကကျွန်တော်တို့ကိုပတ်စံပေးတဲ့အခါမှာငါတို့တော့ဒီလူကိုဒီလသူဒီလောက်ပတ်စံရလို့ဒီလောက်ငွေပေးလိုက်ပါတယ်ဆိုတာမျိုးသူတို့မှလည်း record ရှိအောင်
သဘောပေါက်လားမသိကျွန်တော်တို့ရဲ့အချက်လက်အမှန်ကိုသူတို့ကလိုတယ်ဘာကြောင့်လဲဆိုတော့အခွန်ကိစ္စတွေအခွန်ရှောင်တာတွေဘာညာတွေဖြစ်လာမှာစိုးလို့ပေါ့ဒါကသူတို့ကတော့ US အခြေစိုက် company တွေဖြစ်တဲ့အတွက်ကြောင့်ဒါတွေကသူတို့လုပ်ရတဲ့အပိုင်းတွေပေါ့အဲ့တော့ကျွန်တော်တို့မှာအချက်လက်အမှန်တွေပေးဖို့လိုတယ်ဘာလို့အမှန်ပေးဖို့လိုလဲဆိုတော့ Facebook ကကျွန်တော်တို့ကိုငွေလွှဲရတော့မယ်ဆိုလို့ရှိရင်ဟုတ်ပြီဒီလူကတကယ်အစ်စ်အမှန်လားအကောင့်အစ်စ်ဟုတ်ရဲ့လားကိုပိုင်အကောင့်ရှိရဲ့လားနော်တေချာအောင်ကျွန်တော်တို့က ID တောင်းပါတယ်ပြီးရင်ကျွန်တော်တို့ bank statement တွေတောင်းပါတယ်နော်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့လူအစ်စ်မှန်တေချာချောင်းသိရအောင်လို့ကျွန်တော်တို့ကို selfie video တောင်တောင်းပါတယ်ဒါမျိုးတွေတောင်းတယ်နော်အဲ့တော့ကိုကပေးရောက်ဖြစ်တဲ့အခါမှာအချက်အလက်အမှန်အကန်ဖြည့်ဖို့လိုပါတယ်အဲ့တော့ကျွန်တော်တို့ဘာတွေဖြည့်ရမှာလဲပေးရောက်ကဘာတွေဖြည့်ရလဲဆိုတော့ကျွန်တော်ပြပေးမယ်ပေါ့နော်ဆိုတော့ setup ကိုနှိပ်လိုက်ပြီဆိုရင်ဒါမျိုးပေါ်လာလိမ့်မယ်ပြီးတော့ guest tab ကိုနှိပ်လိုက်ရင်ဒါမျိုးဝင်သွားပြီဆိုတော့ကျွန်တော်ကဒါပေးရောက်အကောင့်နဲ့အရင်တော့ရှိဘူးတော့ဒါရှိပြီးသားအကောင့်တွေပေါ်နေတာအဲ့တော့ကျွန်တော်တို့အသစ်လုပ်မှာဆိုလို့ရှိရင်အောက်မှာကျွန်တော် add new business info ဆိုတာနှိပ်နော်နှိပ်လိုက်ရင်ဒါမျိုးပေါ်သွားပြီဆိုလို့ရင်ကျွန်တော်တို့စပြီးတော့အချက်လက်တွေဖြည့်ရတော့မယ်အဲ့ဒီနေရာကအရေးကြီးဆုံးပါမှားလို့မရပါဘူးသတိထားပြီးတေချာလုပ်ပါ legal name ဖြည့်ခိုင်းတယ်ထားပါတော့ကိုယ့်နာမည်ကဇာနီအောင်ဆိုကြပါစို့ဒါဆိုရင် first name မှာဇာနီထည့်မယ် last name မှာအောင်ထည့်မယ်သဘောပေါက်လားခွဲထည့်မယ်နော် last name ကိုနှလုံးသွားမထည့်နဲ့ last name ကိုတစ်လုံးပဲထည့်ဇာနီအောင်ဆိုရင် first name ကဇာနီ last name ကအောင်ရှေ့မှာ Mr. ထည့်နော်ယောက်ျားလေးဆိုရင်မိန်းကလေးဆိုရင် Miss ထည့်နော်ပြီးပြီဆိုအောက်မှာ date of birth အဲ့ဒီ date of birth ကလည်းကိုအချက်လက်အမှန်ကို passport တွေက date of birth ဖြစ်ဖို့လိုတယ် okay ဟုတ်ပြီအချက်လက်တွေဖြည့်တဲ့ကိစ္စတွေမပြောခင်ကျွန်တော်တို့ဖြည့်ရမယ့်အချက်လက်တွေနဲ့မြန်မာနိုင်ငံအချက်လက်တွေနဲ့ကျွန်တော်တို့နည်းနည်းလေးညှိရအောင်မယ်နော်ကျွန်တော်ပြီးမှဒီကိစ္စပြန်ပြောမယ်ဘာလဲဆိုတော့ကျွန်တော်ပေးအောင်ဖြည့်မယ်ဆိုလို့ရှိရင် Facebook ကမြန်မာနိုင်ငံကိုတရားဝင် content monetization ပေးမထားဘူးနော်အဲ့ဒီတော့ content monetization နဲ့ပတ်စံရှာမယ်ဆိုရင်ကျွန်တော်တို့ပေးရောက်ကိုမြန်မာမဟုတ်တဲ့အကောင့်နဲ့ဖြည့်မှရမယ်ဟုတ်ပါလားမသိအဲ့ဒီတော့ကို့မှာကမြန်မာဘန်ရှိတယ်ဆိုမြန်မာဘန်နဲ့လက်ခံလို့မရဘူးအများစုကျွန်တော်တို့ဗာလဲလောက်ကြလဲထိုင်းမလေးစင်ကာပူစသဖြင့်နီးစပ်ရပါတော့တခြားနိုင်ငံအကောင့်တွေနဲ့ဖြည့်ကြတယ်နော်အဲ့တော့ကို့မှာဘာရှိဖို့လို့လဲနံပါတ်1 passport ရှိဖို့လို့လဲတက်တန်းရှိတဲ့ passport ရှိဖို့လို့လဲသို့မဟုတ်ရင်ပေါင်းလိုက်စင်ပေါ့နော်နံပါတ်2နိုင်ငံခြားဘန်ရှိဖို့လို့လဲမြန်မာဘန်မရဘူးနော်နိုင်ငံခြားဘန်ဆိုတာထားပါတော့ကိုကထိုင်းမှာနေတဲ့လူဆိုတော့အဆင်ပြေတယ်ကို့မှာ passport လည်းရှိတယ်ထိုင်းဘန်လည်းရှိတယ်ဆိုရတယ်တကယ်လို့ကို့မှာမရှိဘူးဒါပေမဲ့ကို့တငယ်ချင်းမှာရှိတယ်ဆိုကြပါစို့နော်ထိုင်းမှာရောက်နေတဲ့ကို့တငယ်ချင်းမှာရှိတယ်ဆိုရင်ကို့တငယ်ချင်းဟာကိုဖြည့်လို့ရတယ်ဒါပေမဲ့ကျွန်တော်ခုနကပြောတဲ့ကိုယ့်ရဲ့ selfie video တွေ bank statement တွေ ID တွေတောင်းလာပြီဆိုလို့ရှိရင်ကို့တငယ်ချင်းကအဲ့အချက်လက်တွေကိုလုတ်ပေးနိုင်တဲ့လူဖြစ်ရမယ်တော့ပေါ့လားမသိနော် okay အဲ့ဒီတော့ကျွန်တော်တို့ကို့မှာ passport ရှိရမယ်နိုင်ငံခြားဘဏ်ရှိရမယ်နိုင်ငံခြားဘဏ်ဆိုတာထားပါတော့ကိုကမလေးမှာနေတဲ့လူဆိုမလေးဘဏ်ရှိရင်ရပြီစင်ကာပူမှာရှိတဲ့လူဆိုစင်ကာပူဘဏ်ရှိရင်ရပြီထိုင်းမှာရှိတဲ့လူဆိုထိုင်းဘဏ်ရှိရင်ရပြီကိုကမြန်မာနိုင်ငံမှာရှိတဲ့လူဆိုလို့ရှိရင်ခုနကျွန်တော်ပြောသလိုအတိရှိရင်အတိရဲ့အကောင့်ကိုသုံးလို့ရတယ်ဒါပေမဲ့အချက်လက်တွေမှန်ဖို့လိုတယ်ပေါ့နော်အတိမရှိရင်ဘာလုပ်လို့ရလဲ service အပ်လို့ရတယ်ကျွန်တော်စီမှာလည်းရပါတယ်ဒါကျွန်တော်တခါလေးကြော်ညာဝင်လိုက်မယ်ကျွန်တော်စီမှာလည်းအပ်လို့ရတယ်ကျွန်တော်မဟုတ်ပဲတခြားလုတ်ပေးနေတဲ့ service သမားတွေလည်းအများကြီးရှိပါတယ်သူတို့စီမှာအပ်လို့ရပါတယ်ဆိုတော့ service အပ်ပြီဆိုရင်ပတ်စံကုန်ပါပြီအဲ့တော့ပတ်စံကုန်ပြီဖြစ်တော့ကြောင့်ကိုက star လေးပဲရသေးတာ subscription လေးပဲရသေးတာနဲ့တော့သွားမအပ်ပါနဲ့ကိုဘာမှရမှာမဟုတ်သေးဘူး content monetization ရပြီဆိုမှသွားအပ်ပါတော့ပေါ့လားမသိနော်အဲ့တော့ကိုယ်တိုင်ဖြည့်မဲ့လူတွေအတွက်ကျွန်တော်ဆက်ပြောပြပါမယ်ဟုတ်ပြီကို့မှာ passport လည်းရှိတယ်နိုင်ငံခြားဘဏ်လည်းရှိတယ်လက်ရှိပဲဒီဘက်မှာနေတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီတိုင်းလိုက်ဖြည့်ပါနော် first name last name ကျွန်တော်ခုနပြောသလိုlast name မှာတစ်လုံးပဲထည့်အရှိမကိုယ်နာမည်၄လုံးရှိရဆိုရင် first name မှာ၃လုံးထည့်ပြ last name မှာတစ်လုံးပဲထည့်တော့ပေါ့လားခွဲထည့်လိုက်ရုံပဲနော်အောက်က date of birth ကကျွန်တော်မွေးနေ့နော်မွေးနေ့လည်းမှန်အောင်ထည့်ပါကိုက passport နဲ့တင်မှာဆိုလို့ရှိရင်ကို passport ID ကိုအသေးထားမှာဆိုလို့ရှိရင် ID passport တွေကမွေးနေ့နဲ့ကွက်တိထည့်ပါလွဲလို့မရပါဘူးလွဲရင်လက်မခံဘူးနော်နောက်တစ်ခုကနိုင်ငံရွေးခိုင်းတယ်နိုင်ငံနေရာမှာကိုကထိုင်းဘဏ်နဲ့ချိန်မှာဆိုရင်ထိုင်းကိုရွေးပါနော်ပြီးရင်အောက်မှာဒီကောင်business type မှာကိုက individual ဖြစ်တဲ့ကြောင့် individual ဆိုတဲ့ဟာလေးကိုရွေးပါထိတ်ဆုံးဟာလေးပါပဲနော်အောက်ကဟာတွေ non profit တို့ government corporation တို့ပောက်ကြရရှောက်မရွေးနဲ့နော်
partnership လည်းတော့မရွေးနဲ့ individual ကိုရွေးပါအဲ့ဒါလည်းမှားလို့မရအောင်နော်မှားရင် तू ကတောင်းတဲ့ document တွေမတူတော့ဘူးအဲ့တော့ကျွန်တော်တို့မှပေးစရာမရှိတော့ဘူးဖြစ်သွားလိမ့်နော် okay နောက်တစ်ချက်ကျတော့လိပ်စာကလည်းကျွန်တော်တို့ကနိုင်ငံကိုထိုင်းရွေးလိုက်တာဖြစ်တဲ့ကြောင့်ထိုင်းလိပ်စာထည့်ပါဒါပေမဲ့အဲ့ဒီလိပ်စာကအမှန်ဖြစ်စရာမလိုပါဘူးနော်ရှောက်ထည့်လိုက်လို့လည်းရတယ်ဘာလို့လဲဆိုတော့ကျွန်တော် ID တင်တဲ့အခါမှာလိပ်စာမကြည့်ဘူးနော်ကျွန်တော်ကိုယ်တိုင်တင်ပြီးပြီမို့လို့အဲ့တော့ထိုင်းနိုင်ငံရဲ့လိပ်စာတစ်ခုကိုဖြစ်ရင်ရတယ်ပြီးပြီဆိုရင် zip code တွေပါတယ်ထည့်ပါနော် okay ပြီးပြီဆိုရင်အရေးကြီးတဲ့နံပါတ် TIN အခွန်ဆောင်တဲ့နံပါတ်ပေါ့ဗျာမြန်မာလိုပြောမယ်ဆိုအခွန်ဆောင်တဲ့နံပါတ်ကဘာထည့်ရမှာလဲအများစုမသိကြတာအခွန်ဆောင်တဲ့နံပါတ်ကဘာထည့်ရမှာလဲဆိုတော့ကိုယ့်ရဲ့ passport နံပါတ်ထည့်လို့ရပါတယ်နော်ကျွန်တော်ကိုယ်တိုင် passport နံပါတ်ထည့်ထားတဲ့အကောင့်ကိုကျွန်တော် passport နဲ့တင်ပြီးတော့အောင်ပြီးသွားပါပြီအဲ့တော့ passport ထည့်လို့ရပါတယ်နော်ဟုတ်ပြီနော်အခွန်နံပါတ်ဆိုတာကမြန်မာနိုင်ငံသားတွေနဲ့တော့မရင်းနှီးဘူးဗျပြည်ပမှာဆိုလို့ရှိရင်ထိုင်းမှာနေတဲ့လူဆိုအခွန်ဆောင်နေတဲ့လူဆိုရင်သူ့မှာအခွန်နံပါတ်ရှိတယ်ဗျဒါပေမဲ့မလေးမှာနေတဲ့လူလည်းအခွန်ဆောင်တဲ့လူအခွန်နံပါတ်ရှိတယ်စင်ကာပူမှာနေတဲ့လူအခွန်နံပါတ်ရှိတယ်သူတို့တွေကတော့သိလိမ့်မယ်အဲ့တော့အခွန်နံပါတ်ကအခွန်ဆောင်တဲ့နံပါတ်ကိုကဆောင်အခွန်ဆောင်နေတာမဟုတ်ဘူးကို့မှာမရှိဘူးဆိုလို့ရှိရင် passport နံပါတ်ကိုထည့်ပါရပါတယ်နော် passport နံပါတ်ကဘယ်လိုလာလဲဆိုတော့အရှိရအင်္ဂလိပ်စကားလုံးနှလုံးနဲ့အင်္ဂလိပ်စလုံးနှလုံးနဲ့နောက်ကနံပါတ်6လုံးနဲ့လာတယ်နော်ဆိုတော့အဲ့ဒီဟာကိုထည့်ပါဒါ TIN နံပါတ်က passport နံပါတ်ထည့်လို့ရပါတယ်ဆိုတော့ passport နံပါတ်ထည့်ရင်တကယ်လို့ Facebook ဘက်က ID တောင်းလာတဲ့အခါ passport နဲ့ပဲ ID တင်ပေးပါနော်အောက်ကဒီ birth registration number ဆိုတော့ထည့်စရာမလိုဘူးဘေးမှာ optional လို့ရေးထားတယ်ဆိုတော့တခါတည်းဘ ഹു တုရရအောင်ပြောပေးမယ် form ဖြည့်တဲ့အခါမှာဘယ် form ပဲဖြစ် optional လို့ပါရင်ခြံခဲ့လို့ရပါတယ်ဟုတ်ပြီနော်ဒါဘ ഹു တုရတခါတည်းပြောပေးတာပြီးရင်အောက်မှာအမှန်လေးချေပြီးရင်နောက်တစ်ဆင့်ဆက်သွားလိုက်နောက်တစ်ဆင့်ကျရင်ဘဏ်အကောင့်ချိတ်ခိုင်းပြီအဲ့မှာ PayPal အကောင့်နဲ့ချိတ်လို့ရတယ်ကို့မှာ PayPal အကောင့်ရှိရင်တော့ချိတ်ပေါ့နော်ဒါပေမဲ့အဲ့ဒီ PayPal အကောင့်ရဲ့နာမည်ကကိုအခု pay out ချိတ်တဲ့အကောင့်ရဲ့နာမည်နဲ့တူရမယ်အဲ့ဒါလည်းသတိထားနော်တူရမယ်နော်အဲ့တော့ကျွန်တော်တို့အပေါ်က wire transfer bank transfer နှစ်ခုလုံးကြိုက်တာသုံးလို့ရပါတယ်ကျွန်တော်တို့အောက်က wire transfer နဲ့ပဲသုံးပါတယ်ဆိုတော့ wire transfer ကိုရွေးပြီးရင် link payout method ဆိုတဲ့အပြာလေးကိုနှိပ်လိုက်ပါနော် sorry ပြီးပြီဆိုရင်ကျွန်တော်တို့နိုင်ငံရွေးရပါတယ်ကိုချိတ်မဲ့ဘဏ်အကောင့်ရဲ့နိုင်ငံပေါ့နော်ကိုကထိုင်းဘဏ်အကောင့်ချိတ်မှာဆိုရင်ထိုင်းနိုင်ငံကိုရွေးနော်အဲ့မှာ account holder name ကခုနတိုင်းပဲ payout account ဖွင့်ထားတဲ့နာမည်နဲ့တူရပါမယ်မတူရင် ID တောင်းတဲ့အခါdocument အပိုတွေထပ်တောင်းတတ်တယ်နော်အဲ့တော့ account holder name ကကျွန်တော်တို့ဒီ payout account နာမည်နဲ့တူရမယ် ID တွေကနာမည်နဲ့လည်းတူရမယ်အောက်က swift code ဆိုတာကဘဏ်ရဲ့နိုင်ငံခြားငွေလွှဲပြောင်းမှုကုတ်ပေါ့ဗျာပြောရမယ်ဆိုလို့ရှိရင် तू ကဘယ်နှလုံးရှိလဲဆိုတော့8လုံးရှိပါတယ်ထားပါတော့ထိုင်းမှာဆိုရင်ဘန်ကောက်ဘဏ်ဆိုလို့ရှိရင် BKK BTH BK အဲ့လိုမျိုးရှိတယ်ရှားတာမခက်ဘူးကို့ဘဏ်ကထိုင်းမှာတော့ထိုင်းမှာဆိုရင်Kasikorn ဘဏ်ဆိုရင် Kasikorn Swift code ဆိုပြီး Google မှာရိုက်ရှာလိုက်အဲ့လိုအင်္ဂလိပ်စကားလုံးအကြီးတွေနဲ့ကနန်း8လုံးကြာလာလိမ့်မယ်အဲ့လိုပဲကိုက SCB ဘဏ်ဆိုရင် SCB ဘဏ် Swift code ဆိုပြီးရိုက်ရှာလိုက်ကြာလာလိမ့်မယ်အဲ့ဒါအမှန်ပဲကျွန်တော်ခုနပြောသလို BKK BTH BK ဘောပေါက်လားထားပါတော့ဗျာ SCB ဆိုလို့ရှိရင် SCB BTH BK ဒါမျိုးဖြစ်လိမ့်မယ်ဘောပေါက်လားမသိဘဏ်နာမည်နဲ့ BTH BK နဲ့တွဲပြီးလာပါအဲ့ဒါ Swift code နော်နောက်တစ်ခုကဘဏ်အကောင့်နံပါတ်ဒါကတော့ကိုယ့်ဘဏ်ရဲ့အကောင့်နံပါတ်ကိုထည့်ပေးလိုက်ပါနော်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ link payout method ကိုနှိပ်ပြီးတော့နောက်တစ်ဆင့်ထပ်သွားလိုက်နော်နောက်တစ်ဆင့်ကျတော့သူကဒီမှာ text info ဖြည့်တဲ့နေရာကိုရောက်သွားတယ်တချို့ကအဲ့နေရာမှာဖြည့်မရဘဲနဲ့တိုင်ပတ်သွားတတ်တယ်အဲ့ဒါကတချို့ဖုန်းတွေမှာerror တက်တာပေါ့နော်ဖုန်းမှာဆက်လုပ်လို့မရတာအဲ့ဒါဘယ်မှာဆက်လုပ်လို့ရလဲဆိုတော့ကိုဖုန်းမှာပဲဖုန်းရဲ့ browser တွေကိုဝင်ပြီးတော့ကို Facebook account ကို login ဝင်ပြီးတော့ desktop site ဖွင့်ပြီးလုပ်လို့ရတယ်ဗျနော်error တက်ခဲ့လို့ရှိရင်ပေါ့နော် okay text info ရောက်ပြီဆိုလို့ရှိရင်ဒီစာအပြလေးဖြစ်တဲ့ add text info ကိုနှိပ်လိုက်မယ်ပြီးရင်အဲ့ဒီမှာအပေါ်မှာ individual ရွေးထားတာမှန်ရမယ်ပြီးရင်အောက်က are you a US citizen ဒါမှမဟုတ်လို့ရှိရင် US permanent resident ဟုတ်လားမဟုတ်လားဆိုတော့ US မှာနေတဲ့လူဟုတ်မဟုတ်မေးတာအဲ့တော့ကျွန်တော်တို့ကမဟုတ်ဘူးဖြစ်တဲ့ကြောင့် no ရွေးလိုက်မယ်နော်ဟုတ်ပြီနော် no ရွေးပြီးပြီဆိုအောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဂျားကန် agent အနေနဲ့လောက်တာလားလို့မေးတာအဲ့နေရာမှာလဲ no ပဲရွေးလိုက်ရုံပဲ
နော်ပြီးရင်နောက်တစ်ဆင့်ထပ်သွားနောက်တစ်ဆင့်သွားရင်ကျွန်တော်တို့နိုင်ငံရွေးခိုင်းတယ်ဟုတ်လားအဲ့မှာကိုကထိုင်းဘန်တဲ့ချိန်မှာဆိုရင်ထိုင်းနိုင်ငံကိုရွေးပြီးရင်အောက်မှာ non US တင်ဆိုတာရှိတယ်အဲ့ဒါ TIN ဆိုတာကျွန်တော်တို့ခုနအခွန်ဆောင်တဲ့နံပါတ်ပဲအဲ့တော့အဲ့နေရာမှာကျွန်တော်တို့ passport နံပါတ်ထည့်ထားတာမှန်ပြီဆိုလို့ရှိရင်နောက်ထပ် next ကိုသွားလိုက်ပြီးရင်ကျွန်တော်တို့လိပ်စာဟုတ်လားလိပ်စာရောက်ပြီအဲ့လိပ်စာကလည်းကျွန်တော်တို့ရှေ့မှာဖြည့်ခဲ့တဲ့လိပ်စာသူ့အတူဖြည့်ပြီးသားရှိနေလိမ့်မယ်မရှိဘူးဆိုလို့ရှိရင်ထပ်ဖြည့်လိုက်ပေါ့ဗျာနော်ရှေ့မှာပေးရောက်မှာဖြည့်ခဲ့တဲ့လိပ်စာပဲပြီးရင်နောက်တစ်ဆင့်ကျတော့ကိုယ်လိပ်စာမှန်မမှန်မေးတာမှန်တယ်ဆိုလို့ရှိရင်နောက်တစ်ဆင့်ထပ်သွားပြီးရင်နောက်ဆုံးမှာ 0% ကိုရွေးနော်ကျွန်တော်အခွန်ဘယ်လောက်%နှုတ်မယ်ဆိုတော့ကျွန်တော်ရွေးတာအဲ့တော့ 0% ရွေးလို့ရတယ် 0% ရွေးလိုက်ပြီးရင်နောက်ဆုံး next ကိုသွားပြီးတော့နောက်ဆုံးရောက်ပြီဆိုလို့ရှိရင်အဲ့နောက်ဆုံးမှာကျွန်တော်တို့ကကိုယ့်ရဲ့ signature ဆိုတဲ့နာမည်မှာကိုယ့်ရဲ့ပေးရောက်နာမည်ကိုရှေ့မှာဖြည့်ခဲ့တဲ့အတိုင်းဖြည့်ပါတော့ပေါ့လားရှေ့မှာ Mr. Zani အောင်လို့ဖြည့်ခဲ့ရင် Mr. Zani အောင်အဲ့ဒီရှေ့မှာဖြည့်ခဲ့တဲ့အတိုင်းပဲဖြည့်ပါပြီးပြီဆိုလို့ရှိရင် next ကိုသွားလိုက်ပြီးရင်ကျွန်တော်တို့ရဲ့ test form လေးကြာလာလိမ့်မယ်အဲ့ဒီ form ကိုကျွန်တော်တို့ down ထားလို့ရတယ်မ down ထားခြင်းတခါလဲ submit form နှိပ်လိုက်ပေါ့နော် submit form နှိပ်လိုက်ပြီးရင်နောက်တစ်ဆင့်ကြာလို့ရှိရင်ဒါမျိုးပေါ်လာလိမ့်မယ်ပေါ့နော်အချက်လက်တွေမှန်ပေါ့အဲ့မှာ done ဆိုတာကိုထပ်နှိပ်လိုက်ဒါကျွန်တော်ကွယ်ထားတာတော့ကျွန်တော်အချက်လက်လေးတွေဖြစ်နေလို့ပါနော်အဲ့ဒါပြီးသွားပြီပေါ့နော် done နှိပ်လိုက်ပြီဆိုလို့ရှိရင်ဒါပေးရောက်အကောင့်ကရသွားပြီပေါ့အဲ့တော့ပေးရောက်မှာဘာတွေဖြည့်ရမလဲဘာတွေလို့လဲကျွန်တော်အသေးစိတ်ရှင်းပြသွားတယ်နော်ကို့မှာကျွန်တော်ခုနပြောတဲ့အချက်လက်တွေရှိတယ်ဆိုဘာ service မှာအပ်စရာမလိုကိုယ့်အကိုလုပ်ပြီးတော့ကိုယ့်အကောင့်နဲ့ကိုချိန်ပလိုက်လို့ရတယ် service လိုအပ်တယ်ဆိုရင်ကျွန်တော်စီမှာရှိပါတယ်ကျွန်တော်လုပ်ပေးပါတယ်ကျွန်တော်ရဲ့ official ID နဲ့ပေါ့နော်ကျွန်တော်ရဲ့ valid ID နဲ့ကျွန်တော်ချိန်ပေးတယ်ကျွန်တော်ဘဏ်နဲ့ထုတ်ပေးတယ် service ခရှိပါတယ်နော် okay service ခသိချင်တော့ချက်ပေါက်လာမေးပေးပါအဲ့ဒီတော့ကျွန်တော်နောက်ဆုံးပိတ်အပိတ်လေးပြောရရင်မြန်မာနိုင်ငံနေရှာလို့ရတယ်ပေးရောက်အကောင့်မှာမြန်မာအကောင့်ချိန်လို့မရဘူးမြန်မာ location တွေတွားရွေးလိုက်လို့ရှင်တော့ရည်စက်တာချလိုက်တော့เนาะအဲ့လိုပဲပြောရတော့မှာဆိုတော့ပေးရောက်ချိန်တာနဲ့ပတ်သက်လို့ကတော့ဒီလောက်ပဲနားမလဲတာမရှင်းတာရှိရင် comment မှာမေးပေးပါကိုယ့်အတွက်အကျိုးရှိတယ်ထင်လို့ရှိရင်ဒီဗီဒီယိုလေးကို share သွားပေးပါတခြားလူတွေလည်းသိသွားတာပေါ့နော်ပြီးတော့ကျွန်တော်ရဲ့ page မှာပေါ့နော်ကျွန်တော်ကိုယ်တိုင်သင်နေတဲ့သင်တန်းလေးရှိပါတယ်အဲ့ဒီသင်တန်းမှာဒီလိုအကြောင်းအရာတွေအပါအဝင် YouTube နဲ့ပတ်သက်တဲ့ monetization အကြောင်းအရာတွေ content funding နည်းတွေ video editing တွေ photo editing တွေအပြင် AI နဲ့ content funding နည်းတွေပါကျွန်တော်သင်ပေးနေပါတယ်သင်တန်းကြီးကတော့3,500ကျပ်ပါသင်တန်းလေးစိတ်ဝင်စားရဆိုရင်လာ join လို့ရပါတယ်သင်တန်းမှာတော့ဒီထက်ပိုအသေးစိတ်ကြကျွန်တော်သင်ပေးပါတယ်အားလုံးကြည့်ပေးတဲ့ကျေးဇူးပါ